မန္တလေးသွားမှာဖြစ်ပါတယ်ဆိုင်စမင်းညက်ထားပေါ့စမင်းကြီးတွေလို့တော့အဲ့တော့ကိုတိတော်ရဲ့တင်မှာယူတဲ့ရဲ့တင်မှာဘာဖြစ်လို့တင်ခါလေးခဏလေးစဉ်းစားလိုက်ရပြီအဲ့တော့ဒီလားဒါဟီရိုနဲ့စားပေါ့ဗျာဒီတော့ကတော့ထောက်တင်မရတော့ရင်းအားရဆန်းသွားတာကြောက်မရတော့ဒီဟီရိုဆောက်တိတ်မြင်းကြောင်းနေမြင်းကျွန်တော်တော့ဝင်းနေတော့ဝင်ဒါဘူးပါတော့ချောဟုတ်ပြီတော့ကြိုးစားရင်အော်တစ်ထောင်လောက်ပဲရမှာနည်းနည်းပဲတော့လောက်ပဲဆုံးမရတော့ YouTube မရမှာ nice squishy is nice cool တင်မှာနားလေးတော့တင်ထားတာကိုအသေးလေးပေးကြပါဒါလေးပေးကြပါဒီလောက်ပါပဲတော့နေမဲ့ဟာအထက်မရှိတော့ပါဘူး